ဖူးပေးရင်ခွင်ပြည့်အချစ်စီးရီးရဲ့ Final ဖန်မီတင်ပွဲလေးမှာမင်းသမီးဆောင်တွဲဝမ်းနဲ့ဗန်တို့ကသူတို့ရဲ့ရင်ခုန်တန်တွေနောက်ွယ်ကအမိုက်စားအကြောင်းအရာတွေကိုအခုလိုပွင့်ပွင့်လင်းလင်းအင်တာဗျူးဖြေသွားခဲ့ပါတယ်။တစ်နှစ်နီးပါးအတူတူဖြတ်တန်းခဲ့တဲ့ Ion နဲ့ဖာဖန်းဆိုတဲ့ဇက်ကောင်တွေကိုနှုတ်ဆက်ရတော့မှာမို့နှစ်ယောက်လုံးရင်ထဲမှာဟာတာတာနဲ့စိတ်မကောင်းဖြစ်နေကြပါတယ်။အပိုင်းတကလေးကအားပေးခဲ့ကြတဲ့ပရိသတ်တွေကြောင့်ဒီနေရာအထိရောက်လာတာမို့ဖန်တွေနဲ့အနီးကပ်ဆုံးအချိန်ဖြုံးပြီးအမှတ်တရတွေသိမ်းဆည်းကျင်ကြပါတယ်။မုံလို့ရတာဝါသနာပါတဲ့ဘန်ကဝမ်းကိုလက်တွဲခေါ်ပြီးဖန်တွေအတွက်ကုတ်ကီးတွေကိုကိုယ်တိုင်ဖုတ်ခဲ့ကြပါတယ်။ဇလန်းလေးကမတ်ကအယုတ်လေးနောင်ဘောဆန်ကချေးပါရင်တက်တက်ရောင်ထွက်တဲ့ concept ကိုယူပြီးလှုပ်ထားတာပါကမောက်ကမတွေဖြစ်ခဲ့ကြပေမဲ့နောက်ဆုံးခအောင်နဲ့အခု30ခန့်ကိုဖန်တွေကိုကန်ဆန်းမဲဖောက်ပြီးဝေပေးခဲ့ပါတယ်။ဇသိန်းပိုင်းမှာသူတို့နှစ်ယောက်ဟာအသက်30ကျော်အရွယ်မိဘတွေဖြစ်နေကြပါပြီအသက်9နှစ်အရွယ်သားလေးဖူးပါကိုပြုစုပြောထောင်တဲ့မိသားစုဘဝအချိုးကွေတွေကိုမြင်ရမှာပါရိုက်ကွင်းပေါ်မှာကလေးငယ်လေးတွေကိုချီနီးနှီးလဲနှီးတွေကိုသူနာပြုဆရာမတွေစီကနေအသေးချာတင်ယူခဲ့ရပြီးမိဘဖြစ်ရတာတကယ်မလွယ်မှန်းသိသွားခဲ့ကြပါတယ်။ဒီအပိုင်းမှာအသက်30ကျော်အိမ်အောင်တွေရဲ့ပုံမရင်းကျက်ပြီးအချစ်နဲ့ဆိုင်တဲ့လက်စင်းတွေပါဝင်မှာမို့မိသားစုရှိပြီးသားသူတွေကြည့်ရင်ပိုပြီးခံစားချက်ချင်းတူညီနိုင်မှာပါအသက်မပြည့်သေးရင်တော့နည်းနည်းပဲခိုးကြည့်ဖို့စောင့်နောက်ထားပါသေးတယ်။ဇလန်းပြီးသွားပေမဲ့ Derek Imager မှာနောင်ဘောဆန်ရဲ့အယုတ်တော်ချိတ်လေးကို pre-order မှာလို့ရတဲ့အကြောင်းချစ်စနိုးနဲ့အိတ်ဆိုင်ကြော်ညာရင် series 7သိန်းပိုင်းကိုအတူတူအားပေးဖို့ဖိတ်ခေါ်သွားခဲ့ကြပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။